နဂါးဆိုတာဗမာပြည်ကသာနဂါးလို့ဆိုတာကိုပကြီးဆရာတွေဆွဲထားတဲ့အချွန်တက်တွေနဲ့နဂါးလို့ခေါ်နေကြတာဒီနာကအိန္ဒိယနိုင်ငံတို့သီရိလင်္ကာနိုင်ငံတို့သွားကြည့်လိုက်လို့ရှိရင်ကောဘရာဆိုတဲ့မွေဟောက်ကြီးတွေကိုနာဂါးလို့ခေါ်တာအချွန်တက်ကပကြီးဆရာစိတ်ကူးနဲ့တတ်ထားတာနော်ဟင်းတန်ခက်ကိုအချွန်တက်တတ်တယ်လို့ရှင်သေးကိုအချွန်တက်တွေတတ်တယ်လို့စိတ်ကူးနဲ့ဆွဲထားတာသာဖြစ်တယ်ကောဘရာဆိုတဲ့မွေဟောက်ကြီးတွေကိုပဲအိန္ဒိယနိုင်ငံမှာဆိုရင်ဒီကနေ့ထိနာဂါလို့ခေါ်နေတာသူတို့ဘာသာစကားနဲ့နာဂါလို့ခေါ်တာနာဂါကိုမမလို့ပြောရင်နဂါပဲလေဂလုံးဆိုတာကြတော့ eagle ဆိုတဲ့လင်းယုံကြီးတွေကိုခေါ်တဲ့သဘောအဲ့တော့သူတို့နိုင်ငံမှာနဂါတို့ဂလုံးတို့ဆိုတာအဆမ်းမဟုတ်ဘူးအဲ့ဒါကိုပြောဟုတ်တယ်ဂလုံးတို့ခေါ်ကြတဲ့လင်းယုံငှက်ကြီးတွေရတယ်မွေးမြင်ပြီဆိုရင်ထိုးဆင်လာပြီးခြေသက်နဲ့ကုတ်သွားတာဒါအဲ့ဒါဟာရှုမြင်နေကြမြင်ခွင့်မဲ့ဖြစ်တယ်စိတ်ရဲ့အညစ်ကြေးတွေဟာတေဂဏိမှာလာပြီးရစ်ပတ်လိုက်လို့ရှိရင်ဘလောက်ပဲကျင့်ထားတာတေဂဏိလေးလာရစ်ပတ်လိုက်တဲ့အချိန်လေးမှာနဂါးဘွားရောက်သွားတယ်သွားရောမသေးမချင်းခံမိတော့ပဲဒါကြောင့်မလို့မင်တာချက်ကဆိုတဲ့ကိုယ်စိတ်ကိုအမြဲတမ်းစောင့်ကြည့်တဲ့အလုပ်ကိုလုပ်တာကိုတတိတမ္ပစင်ညာလို့ခေါ်တယ်